ရှိလာတဲ့တောင်းကဘောတော့ပါကစ္စတန်အသင်းရဲ့လီမာမုရှ်ပြန်มาဖြစ်ပါပြီမုရှ်လေကိုပြီးထားတယ်တို့ကျိုးသားတယ်တန်တင်ရရရှိလာတဲ့တောင်းကဘောကိုဒီဟာကြကြပဲစာတင်မှုတော့ကျိုးသားခဲ့တာပဲဖြစ်ပါတယ်မာတင်ရဲ့တန်ပြန်တိုက်စစ်ဖြစ်ပါတယ်ဇိုဝင်းသိန်းတော့ရှောက်ဆွဲလာတဲ့ဇိုဝင်းသိန်းနဲ့အင်ချအောင်ရှုပ်တော့ပြီးလာတယ်ဇိုမင်းဦးအေရီယာမှာဂျိုမင်းဦးရဲ့ကန်ချက်ကတော့ဂိုးပေါင်းနဲ့အလိုယူလွဲချော်သွားခဲ့တာပဲဖြစ်ပါတယ်ပါကစ္စတန်အသင်းရရှိလာတဲ့တောင်းကဘောခွင့်ရနေမာတင်တန်ပြန်တိုက်စစ်ခွင့်ရကိုရရှိခဲ့တာပဲဖြစ်ပါတယ်ဒီထက်အောင်ရဲ့ပေးပို့မှုကကောင်းမွန်ခဲ့တယ်ဆိုပေမဲ့သုံးသက်ခွင့်ရတဲ့ဂျိုမင်းဦးရဲ့ကန်ချက်ကတော့ဂိုးပေါင်းနဲ့လွဲချော်သွားခဲ့တာပဲဖြစ်ပါတယ်ကိုကျန်ဆိုးကြီးဂျိုမင်းဦးရဲ့ကန်ချက်သာဒီကြကောင်းမွန်ခဲ့မယ်ဆိုလို့ရှိရင်တော့မာတင်ဦးဆောင်ကိုရရှိမဲ့အနေထားလို့ပဲဆိုရမှာဖြစ်ပါတယ်ရုတ်တရက်ရလာတဲ့အခွင့်အရေးတရက်ကိုအပိုင်ဆုံးသက်ဖို့အတွက်ကျော်မင်းဦးစူးစမ်းခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းအနေငယ်ထိချက်လွဲသွားတဲ့အနေအထားတစ်ခုမှာမြန်မာအသင်းအခွင့်အရေးကောင်းတစ်ခုကိုတော့လက်လွတ်ခဲ့ရတာလည်းဖြစ်ပါတယ်အချိန်မှာလည်းပမောင်တွင်ဒီပဲချမ်းပဲရခောက်လာတဲ့ရာသင်းမြအလဲကိုပေးလာပြီးဒီဘောအောင်ချက်ထိန်လာတဲ့မြန်မာအသင်းပဲဘောင်လည်းပြန်ထွေးလာတဲ့ပမောင်တွင်ဘောလုံးမပြတ်သေးဘူးများဇုံဝင်းသိန်းညာဘက်ချက်မှာရှိတဲ့အင်ဖြိုဝင်းဝင်လက်တန်ကတော့ဘောလုံးထိန်းသိမ်းရမှာတော့လက်နဲ့ထိသွားခဲ့ရဆိုပြီးတော့ပါကစ္စတန်တင်းဘက်ကိုပြစ်ဒဏ်ပေါ်ကန်ခွင့်သတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်သေရလက်ထွက်ပေါ်ခဲ့မယ်ဆိုရင်နှစ်သင်းလုံးအတွက်တကယ်ကိုနစ်နာတဲ့အခြေအနေလို့ပြောရမှာဖြစ်ပါတယ်2020အာရှဖလားအတွက်ခြေစစ်ပွဲဝင်နေတဲ့အုပ်စုစစ်မှာတော့အုပ်စုတွင်ကအမှတ်များဆုံးအသင်းတစ်သင်းကပဲနောက်ဆင့်ကိုတက်ရောက်နိုင်မဲ့အနေအထားတစ်ခုမှာအသင်းတိုင်းကသူတို့အုပ်စုတွင်မှာရှင်ပြိုင်ရတဲ့ပွဲစဉ်တိုင်းကိုအနိုင်ရရှိဖို့တော့လိုအပ်နေခဲ့တာဖြစ်ပါတယ်။လက်ရှိမြန်မာအသင်းပါဝင်တဲ့ခရူအီးမှာတော့မြန်မာအသင်းပါကစ္စတန်အသင်းအာဖဂန်နစ္စတန်အသင်းနဲ့ဆီးရီးယားအသင်းတို့ပါဝင်နေခဲ့တာဖြစ်ပြီးတော့အိမ်ကွင်းဝေးကွင်းနှစ်ကြော့စုစုပေါင်းရှစ်ပွဲရှင်ပြိုင်ကစားမှာဖြစ်ပြီးတော့အဲ့ဒီအမှတ်များဆုံးအသင်းတစ်သင်းက2020ဆော်ဒီအာရေဗျမှာကျင်းပမဲ့အာရှဖလားကိုဝင်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်အာရှဘောလုံးပွဲချုပ်ကကြီးမှုကျင်းပတဲ့အာရှဖလားကိုတော့၄နှစ်တစ်ချိန်ကျင်းပပြုလုပ်နေခဲ့တာဖြစ်ပြီးတော့မြန်မာအသင်းကတော့အာရှဖလားသမိုင်းတစ်လျှောက်တစ်ချိန်သာဝင်ခွင့်ရရှိထားခဲ့တာဖြစ်ပါတယ်လက်ရှိမှာမြန်မာအသင်းရဲ့လက်ရှိအစုအဖွဲ့အနေနဲ့လည်း1968ခုနှစ်ဝင်းကျင်ကမြန်မာအသင်းရဲ့ကောင်းမွန်တဲ့ခြေစွမ်းခြေစာမျိုးနဲ့အာရှဖလားကိုနောက်ချိန်ဖြတ်ပြီးတော့ဝင်ခွင့်ရအောင်စမ်းဆောင်သွားနိုင်မလားကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ပါကစ္စတန်အသင်းပဲဆွဲလာတယ်။ဗီချန်နဲ့ပြန်ထွေးလာတယ်။ရာသီမှာပါကစ္စတန်အသင်းပဲအေးရရုံမပေးလာပြီ။ကောင်းလိုက်ပြီ။အချိန်မှလည်းမြန်မာအသင်းရဲ့ခံစစ်ကပဲဦးထားခဲ့တာဖြစ်ပါတယ်။အချိန်မှတရားထက်အောင်ပုံစံကောင်းတစ်ခုနဲ့ရှင်းထုတ်ထားခဲ့လို့ပြန်ပတ်သင်းကိုအခွင့်အရေးပေးရမယ့်အနေအထားမျိုးနဲ့ရှောင်လွှဲနိုင်ခဲ့လို့ပဲပြောရမှာဖြစ်ပါတယ်ပါကစ္စတန်အသင်းပဲထပ်ပြီးလှည့်လာတယ်ဘယ်ချောင်းထုတ်ပေးတော့ပြန်ပြီအချက်ပါကစ္စတန်အသင်းရဲ့တိုက်စစ်ကလည်းမြန်မာအသင်းခံစစ်တော့တကယ်ကိုတတိထားမယ့်အနေအထားမျိုးလို့ပြောရမှာဖြစ်ပါတယ်ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့အရန်ပေါင်းကောင်းတဲ့ပါကစ္စတန်အသင်းရဲ့ကစားသမားတွေရဲ့အမြင်ပေါ်အားကိုးမှုကိုမြန်မာအသင်းခံစစ်ကတော့အနည်းငယ်တတိထားဖို့လိုအပ်နေခဲ့တာဖြစ်ပါတယ်မာတင်နဲ့လည်းရှိချိန်ထိပြန်ပြတင်းကိုဦးဆောင်ရရှိဖို့ကြိုးစားနေခဲ့တယ်ဆိုပေမဲ့လည်းအဆုံးသက်ပိုင်းမှာတော့လိုအပ်ချက်တွေနဲ့အတူလိုအပ်နေတဲ့သွင်းဖို့တော့လက်ရှိချိန်ထိတော့ရှာဖွေထားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။နန္ဒာကျော်လင်းနဲ့ပြန်ထွေးထားတဲ့ဇော်ဝင်းသိမ်းပဲရှေ့ကိုမှာပေးလာပြီ။ချိန်မှာတော့ရှေ့မှာရှိနေတဲ့တန်းပိုင်နဲ့ပြန်ထွေးဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူရဲ့ဖေးဖို့မှုကတော့လိုရအောင်မရောက်ခဲ့ပဲကိုသမားအီဂျစ်ဘက်စီပဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့အဖွင့်ပွဲစဉ်မှာဆီးရီးယားအသင်းကိုအရင်နေခဲ့လို့ခြေစပွဲအောင်ဖို့ဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ရှားလောက်ရမှတ်တွေကိုယူဖို့လိုအပ်နေတဲ့ပါကစ္စတန်အသင်းရဲ့ရုံးအားကိုလည်းဒီနေ့ပွဲစဉ်မှာကျွန်တော်တို့မြင်တွေ့နေကြရတာဖြစ်ပါတယ်။မာတင်ပဲဟိဖြိုးဝင်ချီပေးလာတဲ့ဟိထက်အောင်ချက်ထိန်လာတဲ့မြန်မာရှိနေတဲ့လွင်မိုးအောင်စုံဝင်းသိန်းနဲ့တွေ့လာတဲ့မြန်မာအသင်းပဲဒီနေ့မြန်မာအသင်းတွေနဲ့တော့ပေချန်တိုက်စစ်ကိုပို့ပြီးတော့အားပြုကစားနေတဲ့အနေအထားမျိုးတွေတော့ကျွန်တော်မြင်တွေ့နေကြရတာဖြစ်ပါတယ်။ဒီမှာရှိကိုမှာပေးလာတဲ့မမောင်တွင်းချိန်မှာတော့ပါကစ္စတန်အသင်းရဲ့ခံစစ်ကပဲရှင်းထုတ်ထားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ခြေစစ်ပွဲအုပ်စုဆင့်အဖွင့်ပွဲစဉ်မှာအာဖဂန်အသင်းနဲ့ပွဲစဉ်မှာတကယ်ကိုလှပတဲ့သွင်းကိုတစ်ခုနဲ့မြန်မာအသင်းနိုင်ပွဲရရှိအောင်
စမ်းဆောင်ထားနိုင်ခဲ့တဲ့မောင်မောင်လွင်ဒီနေ့ဒုတိယမြောက်ပွဲစဉ်မှာလည်းသူ့ရဲ့ပုံစံကောင်းတစ်ခုကိုထပ်ပြီးတော့ပြသသွားနိုင်မလားကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်။စုမိုကျော်ခြေနေကြည့်နေတယ်လေပါရှိကျော်မင်းဦးနဲ့ပြန်ထွေးထားတယ်ကျော်မင်းဦးလေပေးပြီးယူပေးမှာစုံတင်လိုက်စေတော့ရာရာသိမယ်မသိမယ်စုံဝင်တဲ့ချိန်မှာလူစားဝင်လာတဲ့မိုဟီအက်စလာစုံဝင်တဲ့ကိုတီးတတာပဲနောက်ကနေဆွဲလာခဲ့တာဖြစ်ပါတယ်ဒီချိန်တွေမှာတော့ခွင်းတဲ့တိုင်ကမာတင်ဘက်ကိုတော့ပြစ်တယ်ပေါ့ကန်ခွေတတ်မှတ်ဖိထားခဲ့တာဖြစ်ပါတယ်စုံဝင်တဲ့တိုက်စစ်လမ်းကြောင်းကိုပြန်ဆောက်ဖို့ကြိုးစားမှာတော့မိုဟီအက်စလာနောက်ကနေတီးတတာကိုဆွဲလာခဲ့တာဖြစ်ပါတယ်ဒီနေ့မြန်မာအသင်းနဲ့ပါကစ္စတန်အသင်းတို့ရဲ့အာရှဗလာခြေစစ်ပွဲစဉ်ကိုတော့ Channel 7 ရုပ်သံလိုင်းနဲ့အတူပြုံး Play Sport YouTube Channel ကနေလည်းပြည်သက်တွေအတွက်တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေကြတာဖြစ်ပါတယ်ဒီချိန်ရလာတဲ့ပြည်သက်ဘောကိုလည်းအသင်းကောင်းဆောင်မောင်မောင်လွင်ခံမှာဖြစ်ပါတယ်ပထမပြီး